မင်္ဂလာပါတဲလေးတို့ရေဒီနေ့လေမမပို့မလက်ပံမွေးကြော်မမပို့မမာလာတယ်နော်တဲလေးနော်ဒီတစိပ်ပါရှင်အရန်နဲ့မစားချင်တဲ့အသေးလေးတခါမှမစားဘူးအဲ့ဒါကြောင့်မာလာလိုက်တဲ့အသေးလေးတို့ရေမာတယ်လေအရန်မြန်တယ်နော်တဲလေးနော်မနေ့ကပဲမာတယ်တရက်ပဲဒီနေ့ရောက်ပြီအသေးလေးလက်ပံမွေးကြော်ပါရှင်စားဘူးချင်လို့တဲလေးတို့ဦးမွေးနေရောပဲမာစားတာကိုတဲလေးတို့အရသာဘလို့လဲဆိုတာဒါမဲ့ချက်စားတာပဲစားဘူးလေဒီလိုမျိုးပြန်ကြော်တာတော့မစားဘူးကိုတဲလေးအများကြီးပဲရတယ်ကွယ်သူ့ဆန်နန်းတွေလည်းပါတယ်နော်တဲလေးတို့နော်စားဘူးကြလားစားကောင်းတယ်လက်ပံမွေးချောက်ကြော်ကျွေးရွားနေရောပဲစားကျင်တဲ့ကိုတဲလေးမမချင်းတော့ချပေးမယ်ဆန်းစားကြည့်အစားဘူးတဲ့တဲလေးမမကမလည်းဒီတစ်ခေါက်ဖရမဆုံးပဲတဲလေးစားကောင်းလာလို့မင်းမဲဆိုစားကောင်းတယ်မစားဘူးလို့လားမသိဘူးစားကောင်းတယ်သူ့ရွရွရတယ်တက်ပဲမွေးကြောက်อ่ะဒီလိုမျိုးကြော်စားလို့လည်းရတယ်နော်စားဘူးတာတော့သူများဒီချက်စားတယ်လေလက်ပံငွေကြောက်အရန်နဲ့မှရှားပါတယ်မဟုတ်ဘူးလားတဲလေးတို့ရမသိဘူးနော်မမတို့ဘက်မှာလေအပြည့်နေတာရှားတယ်ကျူးနေရောပဲမြေပဲလေးတွေလည်းပါတယ်မြေပဲဆန်လေးတွေလည်းပါတယ်ခုတဲလေးတို့ဆန်းစားကြည့်မစားဘူးတဲ့ပုတ်တဲလေးတွေဒီမှာပုံမှန်လဲဆန်းစားရတာမဲ့စားရင်စားရင်လည်းရက်လို့မရတော့ဘူးဒီလိုမျိုးကနေကျွတ်ရွညกินไม่ได้ငန်းနေဖဲလာတာနိုင်ချင်းပဲစားဘူးကြလားတွေးဖို့တောင်းဆက်တယ်ဒါစားလို့မရဘူး